Kamya aku pain sai thare a photan pisidi ka kamya go po chanda la sedala tamamo ta phebe po sin dwa sedala di me kong ko te cha phi nai bu lo bare alang me mingla ba book to money ga pyan le jo so bare kaba cho rich dad poor dad sauk the ma lu amya su tri ma tha mi be ma ni de ngwe ji si min takhu shi ba ne ai da ga ro asset ဝင်ငွေရပစ္စည်းနဲ့ liability ထွက်ငွေ feed ပစ္စည်းကိုမခွဲခြားတတ်တာပါရိုးရိုးလေးပဲမှတ်ထားပါသင်အိတ်ကထဲကိုပိုက်ဆိုင်ထိုက်ပေးတာဟာ asset ဖြစ်ပြီးသင်အိတ်ကထဲကနေပိုက်ဆိုင်ပြန်နှိုက်နေတာဟာ liability ပါဒါကိုလက်တွေ့ကြကြဥပမာတစ်ခုနဲ့ကြည့်ရအောင်ခမများလာစာတိုးလို့ပဲဖြစ်ဖြစ် bonus ရလို့ပဲဖြစ်ဖြစ်340လောက်လက်ထဲပိုးလာတယ်ဆိုပါစို့လူအများစုကဒီပိုက်ဆံနဲ့နောက်ဆုံးပေါ် iPhone ကိုအရေးချနဲ့ဖြစ်ဖြစ်အပြက်ဖြစ်ဖြစ်ဝယ်လိုက်ကြမယ်လူကြားထဲမှာတော့ကြီးကောင်းသွားတာပေါ့ဒါပေမဲ့ဒီဖုန်းကဝယ်ပြီးတာနဲ့တန်ဖိုးကျသွားမယ်လာစဉ်ဖုန်းဘေးကုန်မယ်အင်တာနက်ဖိုးကုန်မယ်ဒါဟာသင်အိတ်ကတ်ထဲကပိုက်ဆံကိုအမြဲနှိုက်နေတဲ့ asset ပါတကယ်လို့ဒီ340ကိုပဲခမားကလာစဉ်အမျက်ဝေစုပြန်ရမယ် share တစ်ခုခုဝယ်လိုက်မယ်ဒါမှမဟုတ်ပြန်ငှားစားလို့ရမယ်ပစ္စည်းတစ်ခုခုဥပမာ camera projector ဝယ်ပြီးလုပ်ငန်းသုံးလိုက်မယ်ဆိုရင်ဒါဟာသင်အိတ်ကတ်ထဲကိုပိုက်ဆံပြန်ထည့်ပေးတဲ့ asset ဖြစ်သွားပါပြီအဓိကပြဿနာကလူတွေကပစ္စည်းရှိရင်ချမ်းသာတယ်လို့ထင်နေကြတာပါကားဝယ်တဲ့အိမ်အကြီးကြီးဆောက်တယ်ပြီးရင်အဲ့ဒီပစ္စည်းတွေအတွက်လာစဉ်ပေးစရာရှိတာတွေပေးနေရပြီးလူကယုံမထွက်နိုင်ဖြစ်နေတတ်ပါတယ်ချမ်းသာခြင်းရင်ပိုက်ဆံကိုရှာယုံတယ်မကပဲအဲ့ဒီပိုက်ဆံကိုတင့်အတွက်ပြန်အလုပ်လုပ်ပေးမဲ့ asset တွေဝယ်ဖို့သုံးရမှာပါဒီနေ့ခမားလုပ်ကြည့်ရမယ့်အရာကတစ်ခုတည်းပါစာရက်တရွက်ယူပြီးခမားမှာရှိတဲ့ပိုက်ဆိုင်မှုတွေကိုစည်ရင်းချကြည့်ပါပြီးရင်ဒီပစ္စည်းကငါအိတ်ကထဲပိုက်ဆံထည့်ပေးနေတယ်လား asset ဒါမှမဟုတ်ပိုက်ဆံနှိပ်နေတာလား liability လားဆိုတာကိုခွဲခြားကြည့်ပါတကယ်လို့တင့်စရင်မှာ liability တွေပဲများနေမယ်ဆိုရင်တော့နောက်လာကစပြီး asset တစ်ခုခုဝင်ငွေလမ်းကြောင်းတစ်ခုခုစဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအခုပဲစဉ်းစားလိုက်ပါတော့ဒီဗီဒီယိုလေးကခင်ဗျားအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ငွေရှာနည်းစာအုပ်ကောင်းတွေကိုလည်းဆက်ပြီးတင်ထည့်သွားပါဦးမယ်အားလုံးပဲကြွယ်ဝချမ်းသာကြပါစေ